Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ချ
Howley, you can't take it. I'm not even the valley. Oh, yeah,
ဦးကျင့်တဲ့သင်ဆရာပြောက်ရင်စေတလုံးပဲပညာပြောက်မယ်ဘေးဒုက္ခရောက်ရမသွေးမဆရာကိုအားခိုင်းအားကောင်းတာသူပြီးပါစေတာကတွေ့ကသာဆရာစကားမှသားရလမ်းတော်တပည့်အညာထဲမှာအသိတရားမြဲကဦးမြခင်လုံးပုဂ္ဂိုလ်သူခဲ့တဲ့ကောင်းဘိုးတော်အံဆောင်မှာတပည့်ရရှာမှရှာထားရှိတဲ့စေတနာအမှန်မယုံမချကျွမ်းခဲ့အညစ်ကြေးအမြဲဆုံးပင်မဲ့လို့ကြည်ဝငါပြုလို့သံနံဟုတ်ရလွင်ဖေဟောင်းရဲ့အချိန်ကကျမ်းမာရဲ့ကိုမန်ကတွေ့လို့စိတ်မကောင်းရအောင်အပြည့်သူမောင်ဆန်းသိန်းကကျမ်းတော်မို့သေးအောင်များကိုလွယ်အပ်ဖို့အခွင့်တောင်းခံကောင်းဆုံးကြီးညင်ကပြလို့ကျွေရင်တော့အမွေနေ့ကိုအားဖြစ်သူကံအကုန်လုံးဘုံအားနာပြောင်းရင်ဖေးလုံးမိုင်းကျေရပြောင်းမယ်ဖေးလုံးခါရောက်ရမသွေးအမဆရာအားထားရင်အားကောင်းလာသူဒီပါသေးတာကတွေ့ကသာဆရာကမသားရတန်းလို့တပည့်အများထဲမှာအသိတရားရဲ့ကဦးမြခင်လို့ပုဂ္ဂိုလ်သူခဲ့တဲ့သာဘုရားဟောသမာတပည့်ရကြမှာသာကြည့်ရဲ့စေနာအမှန်မယုံမချဆွမ်းလေပြည့်ပြည့်အများဆုံးသိပဲလို့ကြည်ဝငါပြုလို့အတောင်နောင်ဟိုရလွင်အဖေဟောင်းရဲ့အခြေခံကျမ်းမာရဲ့ကိုမကတွေ့လို့စိတ်မကောင်းရဘူးအဖြစ်သူမောင်ခံသိကတိုင်းတော်မိုးသေးတော်နဲ့ကိုတွေ့အဖို့အခွင့်တောင်းခံကောင်းဆုံးပြီးပြင်ကားပြလို့ကျွေရောအမွေလေးကိုအားဖြစ်ပြီးတောင်းအကုန်လုံးဘုံအားနာဦးကျင့်တဲ့သင်ဆရာပြောက်ရင်စေတလုံးပဲပညာပြောက်မယ်ဘေးဒုက္ခရောက်ရမသွေးမဆရာကိုအားခိုင်းအားကောင်းတာသူပြီးပါစေတာကတွေ့ကသာဆရာစကားမှသားရလမ်းတော်တပည့်အညာထဲမှာအသိတရားမြဲကဦးမြခင်လုံးပုဂ္ဂိုလ်သူခဲ့တဲ့ကောင်းဘိုးတော်အံဆောင်မှာတပည့်ရရှာမှရှာထားရှိတဲ့စေတနာအမှန်မယုံမချကျွမ်းခဲ့အညစ်ကြေးအမြဲဆုံးပင်မဲ့လို့ကြည်ဝငါပြုလို့သံနံဟုတ်ရလွင်ဖေဟောင်းရဲ့အချိန်ကကျမ်းမာရဲ့ကိုမန်ကတွေ့လို့အိဆာတယမဟိတ်ဒီစေကိုင်းရွှေရင်ကျော်ပြေတခွင်ပေါ်ထုတ်ဖော်မီပထမဦးအောင်နဲ့စัจ जा မင်းသားတို့စတင်တီထောင်တမိုင်းကုံဆောင်စီသည်ရှရနာသုံးပါးနဲ့ကံ၅ပါးကိုလုံစီသည်ထိမ့်သိမ့်ဆောင်ရှောက်ထားတဲ့ပုဂ္ဂိုလ်တို့သည်သုံးပါးခုကိုနေ့ညမပြတ်ရွတ်ဖတ်စေသည်ငါးပါးသီလကိုလုံခြုံစွာထိမ့်သိမ့်ဆောင်ရှောက်မည်
ရဏသုံးပါးနဲ့ကံ၅ပါးကိုလုံစေသည်ထိမ့်သိမ့်ဆောင်ရှောက်ထားတဲ့ပုဂ္ဂိုလ်တို့သည်သုံးပါးခုံကိုနေညမပြတ်ရွတ်ဖတ်စေသည်ငါးပါးသီလကိုလုံခြုံစွာထိမ့်သိမ့်ဆောင်ရှောက်မည်ရွှေကြော်ဆိုသည်ဝိသမလောဘရှောင်ရှားရမည်တက္ကာယနဲ့မာနကိုလည်းခွာသင့်ပေသည်စွဲအတ္တဒေါသတွေသည်မကောင်းမှုကိုဥတီဟောကြားတော်မူခဲ့သည်အတိပြောမည်ဝိယောရိဒွိဟသိမတော်မည်ပကာတနာခုံတနာတခုပြေဖြတ်ရမည်အဲ့ဒါမှရွှေရောခိုင်းသာစစ်မည်ဝိဇ္ဇာသမစိတ်အရှိစေတိုင်းအတီးအိစ္ဆာတယမဟိတ်ဒီစေကိုင်းအမရဏသုံးပါးနဲ့ကံ၅ပါးကိုလုံစေသည်ထိမ့်သိမ့်ဆောင်ရှောက်ထားတဲ့ပုဂ္ဂိုလ်တို့သည်သုံးပါးကိုနေညမပြတ်ရွတ်ဖတ်စေသည်ငါးပါးသီလကိုလုံခြုံစွာထိမ့်သိမ့်ဆောင်ရှောက်မည်ရွှေကြော်ဆိုသည်ဝိသမလောဘရှောင်ရှားရမည်သက္ကာယနဲ့မာနကိုလည်းခွာသင့်ပေသည်စွဲအတ္တဒေါသတွေသည်မကောင်းမှုကိုဥတီဟောကြားတော်မူခဲ့သည်အတိပြောမည်ဝိယောရိဒွိဟသိမတော်မည်ပကာတနာခုံတနာတခုပြေဖြတ်ရမည်အဲ့ဒါမှရွှေရင်ကြောခိုင်းသာစစ်မည်ဝိဇ္ဇာသမစိတ်အရှိစေတိုင်းအတီးအိစ္ဆာတယမဟိတ်ဒီစေကိုင်း1386ခုနှစ်ဘာမောလာပြည်တော်တော်ရွှေရောအိဆာတရားမင်းကြီးကန်းတော်မြတ်ကြီးအခမ်းအနားအစီအစဉ်များကိုကျွန်တော်ဖတ်ကြားမှာဖြစ်ပါတယ်ခန္ဓာစီစဉ်တဲ့ရမောဒတာ3ညရွှေခန္ဓာစီစဉ်ကိုဖွင့်လှစ်မှာဖြစ်ပါတယ်နော်အစီအစဉ်နဲ့ရအဖဆရာကြီးဦးစောမှာတပည့်သားသူများဂိုင်းတော်ကြီးရင်ဝင်တွင်အနံမှာဖြစ်ပါတယ်ခင်ဗျာအစီအစဉ်3ရဆရာကျော်ပြီးဟာမှာဖွင့်မှာကပြောကြမှာဖြစ်ပါတယ်ခင်ဗျာစီစဉ်4ရဖဆရာကြီးဦးစောမှာတားတတိများအားဆုံးမဩဝါဒပြောကြပြီးမှာဖြစ်ပါတယ်ခင်ဗျာအစီအစဉ်9ရဗုဒ္ဓသာသနာဆရာလေးသူများ3ကျရွှေစုကြီးအခမ်းအနားစီစဉ်ပိတ်သိမ်းမှာဖြစ်ပါတယ်ခင်ဗျာယခုအစီအစဉ်1ရမောဒတာ3ကျရွှေစုကြီးအခမ်းအနားစီစဉ်ဖွင့်လှစ်မှာဖြစ်ပါတယ်ခင်ဗျာစီစဉ်တဲ့ရဖားဆရာကြီးဦးစောမှာတပည့်သားသူများအားဂိုင်းတော်ရင်ဝင်နေတော့အနံမှာဖြစ်ပါတယ်ခင်ဗျာ။ဘောကသာတော်ကျူလေးနဲ့ညီညာညာတော့ကြရအောင်။
အဲ့ဒါကိစ္စပြီးဒီ10ပါးသောသိတိကြီးတို့နဲ့ပြည်စုံတော်မူသော69ပါးတို့၏တည်ကြည်ရှင်မတိရှင်စမောတာမစေရီမင်းကောင်းမှုအောင်ရသည်ဆိုင်ရှင်ကိုတော်ဥဒ္ဓမစာရီ10ပါးသောသိတိကြီးတို့နဲ့ပြည်စုံတော်မူသောဝိဇာနဝိဇာဘလူဝိဇာနဝိဇာဗရာဝိဇာယေဝိဇာသဘဝိဇာစေဝိဇာဘောဟုဆိုရအောင်သောပညာတိကသရာတိကဝိရိယတိကဘယ်အားလုံးကိုယကစင်တော်ဘောပါတာရှင်သူများဘွဲကံမာရိသံဃာဒုတိယအရှင်သူများကိုအဟံပါရိတေသင်္တေရင်ဖြစ်တော်မူသောတပိကိုမိတိဝိနာမိရှိကိုဒီလိုအိဆာတဲ့ဝိသိစီဂိုင်းတော်မြတ်ကြီးကိုဆောက်ရှောက်တော်မူတာဟောဖဆရာပြုဖဆရာအေးဖဆရာပွက်ဖဆရာအဖေဦးမြတ်တယ်ကွာ69ပါးသောဝိဇ္ဇာဆရာကြီးများတားတော်တယ်ကွာဘယ်သားသမီးမြင့်မြင့်ပေါင်းပြီးယူသေးစွာပြိဖိတ်ပူဇော်အပ်ပါ69ပါးသောဝိဇ္ဇာဆရာကြီးများမှာငင်္ဂါကြားပြီးကြွရောက်ဆောင်ပါကြည့်ရှိတော်ပူဇော်ပါစေလို့ဒီညအိဆာကမိတိစေခိုင်းတော်ရဲ့ဒီဆောက်ရှောက်တော်ဘုရားဘုံတော်အဖဆရာတော်ကြီးများတားတော်ဤဒီသားသူနဲ့ကွာနေနေရရဒေတာအသိဉာဏ်လာကြတော့တားတော်ဤတစ်ဖက်သားသမီးမြင့်မြင့်ပေါင်းပြီးရွှေကျော်အိဆာကမိတိစေခိုင်းတော်ရဲ့ဒီကိုဆောက်ရှောက်တော်ဘုတော်အဖဘုတော်ပြုဖဘုတော်ဤဖဘုတော်ကိုဖဘုတော်ဤအဖေဥမြတဲ့အနာဂတ်တည်တည်ဖြစ်တော်မူသောအဖဆရာကြီးဥက္ကဋ္ဌအိဆာမိုင်တော်တန်းစီတော်အာယေကဝစီကဟောကံစေရန်သောပညာရှိဘယ်သားမင်းမိများဤပူဇာတားတော်မှာယိုသေးစွာတောင်းပန်အပ်ပါ၏ဤခံခွင့်လို့ကျေးပြီးတော့ဒီသားမင်းတို့ဟာတားတော်ဤတပည့်သားမင်းမြင့်မြင့်အားလုံးကိုအဖဆရာကြီးများဤရင်ဝင်လေးတို့တားတော်ယိုသေးစွာအနန္တပါ၏2024-25ခုနှစ်တစ်ပတ်နဲ့တစ်ပတ်လုံးသားတော်ဤတပည့်သားမင်းမြင့်မြင့်များဤစီးပွားရေးလူမှုရေးကျန်းမာရေးနဲ့အေးရနဲ့များကင်းရှင်းအောင်အဖဝိဇ္ဇာကြီးများမှာဆောက်ရှောက်ပြီးတော်မူပါယံသားတော်မှာယုတ်သေးစွာရှောက်ထားတောင်းပန်အပ်ပါဆောက်ရှောက်ပြီးတော်မူပါအဖဝိဇ္ဇာကြီးများရှင်များဖြစ်တော်မူကြကုန်သောအဖတိဥဒ္ဒဟုမိဆံမိုင်းတော်တင်ရွှေတိဥဒ္ဒသောဆရာမိုင်းတော်နေရွှေအဖဆရာကြီးဥဒ္ဒမိဆရာမိုင်းတော်တန်းစိန်တို့ရင်ဝင်ပြီးလို့လဲနေနေရရဒေသအသီးသီးမှာလာရောက်ကုန်ကြကုန်သောသားတော်ဤတပည့်သားကြီးမြင့်မြင့်အားလုံးတို့ကဉာဏ်ကကျေးဇူးရှင်ဖြစ်တော်မူသောအဖဆရာကြီးများမိဆရာကြီးများရင်ဝင်တွင်လို့သားတော်ယုတ်သေးစွာအနန္တပါ၏သားတော်ဤမိသားစုနဲ့တကွတပည့်သားကြီးမြင့်မြင့်အားလုံးအားပူညီဆောက်ရှောက်ပေးတော်မူပါယံသားတော်မှာတောင်းပန်စွာရင်ဝင်တွင်လို့အနန္တပါ၏ဆရာကျော်ဒီဟာမှာအမှားတကားပြောရင်ပြပြပါရင်ကြားပါကျောင်းလာကြတဲ့ရွှေညောအိဆာတရားမဟိတိစီပညာယူထားကြတဲ့ဆရာဆရာမများအားလုံးပဲမင်္ဂလာပါစို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့ဆရာကြီးဦးစိုးအောင်အမိဆရာမကြီးဒေါ်တင်တင်မြတ်တို့ရဲ့တပည့်ရင်တာတပည့်ဆရာဦးကျော်တရားပဲဖြစ်ပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်သာသနာတက္ကရာ2568ခုနှစ်မြန်မာတက္ကရာ1386ခုနှစ်ဒဇောင်ဘုံလာပြီဒဇောင်ဘုံလာပြီနေ့မှာကျွန်တော်တို့ရဲ့အဖဆရာကြီးဦးစိုးအောင်အမိဆရာမကြီးဒေါ်တင်တင်မြတ်တို့မှာဥဆောင်ပြီးတော့ကျင်းပလူတန်းတဲ့ကထိန်ပွဲပေါ့နော်ဒါဆရာဆရာမတို့လည်းအားလုံးနဲ့တည်ပြီးသားပါအဖဆရာတော်ကြီးများနာမည်လေးပါအမေမေတော်တို့ပူဇော်ကြောတဲ့ပွဲလည်းဖြစ်ပါတယ်ဒီညမှာကျွန်တော်ပြောချင်တာကတော့ဒီရွှေညောပညာဆိုတာကတော့ဟလာကိုးကွယ်တာကတော့ဘုရားတရားတန်ခါယတနာ၃ပါးကိုဥထိတ်ထားပြီးတော့ပဲကိုးကွယ်ပါတယ်ဒီရွှေညောရဲ့ဂိုင်းတော်ဖြစ်တဲ့အဖဝိဇ္ဇာတော်ကြီးလေးနမီလေးပါအမေမေတော်တို့ဆိုတာကကိုးကွယ်တာမဟုတ်ပါဘူးခင်ဗျပူဇော်ခြင်းကြော်ခြင်းအကျိုးပြုရတာပါအယူဆလေးတွေလွဲမှာဆိုလို့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ပူဇော်တာနဲ့ကြော်တာနဲ့ကိုးကွယ်တာနဲ့မတူပါဘူးခင်ဗျကိုးကွယ်တာကဘုရားတရားတန်ခါယတနာ၃ပါးကိုပဲကိုးကွယ်ပါတယ်ပူဇော်ခြင်းကြောခြင်းအကျိုးပြုတာတော့ရွှေညောရဲ့ဂိုင်းတော်ဖြစ်တဲ့အဖဝိဇ္ဇာတော်ကြီး၅ပါးနမင်းကြီး၄ပါးအမေမဲတော်ကျွန်တော်တို့ဂိုင်းမှာဆိုလို့ရှိရင်အဖဆရာကြီးဦးတန်းအမိဆရာမကြီးဒေါ်တန်းစိန်ဟလာဒီဝိဇ္ဇာဖြစ်သွားတဲ့ဆရာအစဉ်ဇတ်ပေါ့နော်ဒီဆရာတို့ဒါကိုးကွယ်တာမဟုတ်ပါဘူးပူဇော်ခြင်းကြောခြင်းအကျိုးပြုတာပါရွှေညောမှာဘာလို့လဲဆိုလို့ရှိရင်ဘိုးတော်တွေဘွားတော်တွေမဲတော်တွေကိုးကွယ်တာလည်းမဟုတ်ပါဘူးခင်ဗျအဲ့တော့ရွှေညောဘာလို့တလဲလို့ဆိုလို့ရင်ယခုချိန်မှာကျွန်တော်တို့ဒါဆရာဆရာမတို့လည်းအားလုံးပဲအမြင်မဲ့
ယဟန်တန်ဃာတို့ဆုံးကတ်တဲ့အလူဒါနဖရာရဲ့သားတော်ဖြစ်တဲ့ယဟန်တန်ဃာတို့ကျွန်တော်တို့လှူဒန်းတဲ့ပစ္စည်းဒီဆုံးခဲဘွဲဘိုးစဉ်ချိုးခြင်းရတာတို့နဲ့စက်ကတ်တဲ့လှူဒန်းတဲ့ကောင်းမှုကုသိုလ်တွေဒါနတွေကိုပြုလုပ်တဲ့ဆွေရင်ရောအထက်လန်းပညာဆရာဆရာမတွေပဲဖြစ်ပါတယ်နောက်တစ်ခုကဒီကထိန်ပွဲကဘာကြောင့်အဓိကအရေးကြီးလဲဆိုရင်ဆွေရင်ရောဆရာဆရာမတွေပညာယူထားတဲ့သူတိုင်းစေတဆက်ကြတာတဲ့သူတိုင်းကလေးတငယ်မရွေးအားလုံးမှာဒီရွှေညောပညာတစ်ဆက်စေတဆက်ပေါက်ထားတဲ့သူတိုင်းဟာတာဝန်ရှိပါတယ်ဖတ်ဒီပူဇော်ပွဲကိုတက်ဖို့ဒီ17လပိုင်းပူဇော်ပွဲဆိုတာကအားလုံးရဲ့ main ဖြစ်ပါတယ်နယ်ဝဲကြောဝဲဆိုတာကတော့အသီးသီးမလာနိုင်ကြတဲ့ဆရာဆရာမတွေကိုရစေခြင်းတဲ့အတွက်နဲ့ဥဆောင်ပြီးတော့နယ်မြေကြောဝဲကျင်းပခြင်းဖြစ်ပါတယ်ဒီရန်ကုန်17လပိုင်းပူဇော်ပွဲကြီးကိုလာရတဲ့ဆရာဆရာမအားလုံးမှာအခက်အခဲအမျိုးမျိုးတော့ရှိကြတာပါပဲအခက်အခဲတွေကြားထဲကနေပြီးတော့လာကြတဲ့ဆရာဆရာမတွေကြီးပဲအဲ့တော့ကျွန်တော်တို့ပူဇော်ပွဲမှာအစီအစဉ်လေးတွေပေါ့နည်းနည်းလက်ဟာခဲ့တာလေးရှိရင်အားလုံးကိုတီးခံပေးပါလို့ကျွန်တော်တို့ပြောချင်ပါတယ်အစီအစဉ်တွေနည်းနည်းလက်ဟာတာလေးလည်းရှိတာပေါ့တယောက်နဲ့တယောက်ခိုက်ရန်ဒေါသလေးတီးခံတတ်ဖို့ပေါ့ဘာလို့ဆိုတော့အဖေဦးမြခင်ရဲ့ဩဝါဒအရာစုဘူးမှာကတ်ထားတယ်အောက်ဆုံးမှာရေးထားပါတယ်ခန္တီတရားကိုလက်ကင်ထားဆိုတာကဒီပညာယူထားတဲ့သူတိုင်းအားလုံးကိုသိခံနိုင်တာပါအဲ့တော့ရွှေညောပညာမှာကထိန်ခင်းတဲ့နှစ်စဉ်နဲ့အမျှဟတ်ဒီပူဇော်ပွဲကနှစ်စဉ်နှစ်တိုင်းဟတ်ဒီအချိန်တစ်စောင်းမုံလာပြီးနေ့တိုင်းနှစ်စဉ်နှစ်တိုင်းလုံးဝပူဇော်ပွဲပဲဖြစ်ပါတယ်ဒီပူဇော်ပွဲဆိုလို့ရှိရင်အများကြီးပဲရှိပါတယ်အနေနဲ့ရဲမှာလာကြတဲ့ဆရာဆရာမတွေအဲ့တော့ကထိန်နဲ့ဆရာကြောပွဲဆရာဒီအဖဝိဇ္ဇာကိုပြင့်ဖိတ်ပြီးတော့ရင်ဝင်သွင်းလို့ကျွန်တော်တို့ရဲ့ဆရာဦးစိုးအောင်ကနေပြီးတော့သွတ်သွင်းပေးတာဖြစ်ပါတယ်။အဲဒီတော့ဆရာဆရာမတို့ရဲ့ဒီတစ်နေ့ပတ်လည်လုံးမှာအနောက်ဆက်တည်ကင်းမယ်။ကျမ်းမာရေးစီးပွားရေးလူမှုရေးတွေကောင်းပါလိမ့်မယ်။ကောင်းတာလို့ရင်တော့ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ဆိုတာကတော့ဘုရားကဟောခဲ့တယ်။ကျွန်တော်တို့ပညာယူထားတဲ့သူတွေအကုန်လုံးကကောင်းတဲ့လုပ်ရက်တွေကိုလှုပ်ဆောင်နိုင်တဲ့လှုပ်ဆောင်နေကြတဲ့ဆရာဆရာမတွေပဲဖြစ်ပါတယ်။အဲ့တော့မိမိတို့ရဲ့စိတ်ကိုလည်းအထက်လန်းစိတ်ဓာတ်လေးတွေမွေးကြပါလို့နောက်ပြီးကြတော့ဒီပညာပေါ့နော်ကျွန်တော်တို့ပညာမှာတော့ကထိန်နေခင်းတယ်ကထိန်သင်္ကန်းဆိုတာကတော့အမြတ်ဆုံးပဲသင်္ကန်းကသင်္ကန်းတွေကတော့အများကြီးရှိတယ်သင်္ကန်းမှာကထိန်သင်္ကန်းကတော့အမုံမြတ်ဆုံးပဲဖြစ်တယ်ဝါစုသင်္ကန်းလည်းရှိတာပဲအဲ့တော့နောက်ပြီးကြတော့ဒီဆုံးဆိုလို့ရှိရင်လည်းဆုံးကတဲ့နေရာမှာပိန်ဆုံးကအမုံမြတ်ဆုံးပဲဖြစ်တယ်ယရနာတွေဆဲမှာဆိုလို့ရှိရင်လည်းရွှေငွေကြောက်တံဗရမ ्या တွေအားလုံးရဲ့ယရနာတွေထဲမှာဆိုလို့ရှိရင်လည်းစိန်ကအမာကျော်ဆုံးနဲ့လှပတင့်တယ်ဆုံးပဲဖြစ်တယ်ဒါကြောင့်မလို့တခြင်းတွေလည်းရှိကြပါတယ်ဘာတွေဆိုတော့ဒီစွန်းမှာပိန်ကျောင်းမှာတိမ်သင်္ကန်းမှာကထိန်အားလုံးပဲတခြင်းတွေဆိုကြတာရှိပါတယ်အဲ့တော့ဒီဟောပါတော့လူဒန်းတဲ့နေရာမှာပေါ့ကျွန်တော်တို့မနက်ဖြန်ဆိုလို့ရှိရင်ပရိသပင်တွေလှည့်တော့မယ်ပရိသပင်တွေလှည့်ပြီးတော့သင်္ကန်းတွေကတ်မယ်ကတ်တဲ့နေရာမှာဆရာဆရာမတို့ရဲ့အားလုံးထဲမှာရင်ထဲမှာထည့်ရမှာပေါ့နော်စေတနာ၃နံပြဋ္ဌာန်းပြီးတော့စေတနာ၃နံပြတ်ပြီးတော့လှူရတဲ့အလူဒန်းပဲဖြစ်ပါတယ်အဲ့တော့ပထမကတော့မလူခင်မှာပေါ့နော်မလူမီရှိမှာဝမ်းမြောက်ရမယ်တဲ့ဝမ်းမြောက်နေရမယ်ဆိုတာကကိုလှူရတော့မယ်အခုဆရာဆရာမတို့အားလုံးလည်းလှူထားပြီးသင်္ကန်းတွေငွေပရိဒါပင်တွေအစရှိတဲ့လှူထားကြပြီးတချို့ဆိုလို့ရှိရင်လည်းသင်္ကန်းတချို့ဆိုလို့ရှိရင်လည်းငွေပရိဒါပင်အမျိုးမျိုးသောပစ္စည်းဒါနတွေနဲ့ဖရာသားတော်ဖြစ်တဲ့ယဟန်တန်ဃာတွေကိုကျွန်တော်တို့လှူဒန်းထားပြီးပါပြီအဲ့တော့လှူဒန်းရမယ့်အချိန်မှာဆရာဆရာမတို့ရဲ့စိတ်ထဲမှာပုပ္ပစေတနာဆိုတဲ့မလူမီပေါ့နော်ဝင်းမြောက်ရမှာပေါ့စိတ်ထဲမှာမလူခင်တဲ့ကကိုကကြိုပြီးတော့ဝမ်းသာအောင်ပျော်ရမယ်အားလုံးပျော်ရမယ်ရွှေညောခိုင်းတော်ရဲ့ပူဇော်ပွဲပဲဖြစ်ပါတယ်ပူဇော်ခြင်းကြောခြင်းအကျိုးပြုရတဲ့ပွဲဖြစ်ပါတယ်နောက်ဒုတိယတစ်ချက်ကတော့လှူနေတဲ့အချိန်မှာတန်ဃာတော်ဆရာတော်ကြီးကိုသင်္ကန်းတွေကတ်နေတဲ့အချိန်များတဲ့အဲ့ဒီအချိန်မှာလည်းစိတ်ထဲနဲ့ဝမ်းမြောက်နေရပါမယ်မုတ်ဆစေတနာလို့ခေါ်ပါတယ်အဲ့တော့လှူနေတဲ့အချိန်မှာဆရာတော်ကြီးကိုသင်္ကန်းကတ်တဲ့အချိန်မှာတဦးတစ်ယောက်ချင်းစီတော့ကိုမိမိလှူထားတဲ့သင်္ကန်းတွေကိုတော့တဦးတစ်ယောက်ချင်းစီတော့လှူလို့တော့မရဘူးအားလုံးကိုဆရာကြီးကနေပြီးတော့ဥဆောင်ပြီးတော့တက်တော့တဲ့အကုန်လုံးဆရာတော်ကြီးကိုကတ်ပြီးမှဖြစ်ပါတယ်တယောက်ချင်းစီကတ်နေတဲ့အခါကျလို့ရှိရင်အချိန်နဲ့ကြာမယ်ဆရာတော်ကြီးလည်းပြင်ပန်းတယ်အဲ့ကကြောင့်မနစ်ကလိုပဲအားလုံးစုပြီးတော့ကတ်ရပါလိမ့်မယ်နောက်တတိယကတော့
လူပြီးတဲ့နောက်မှာမိမိရဲ့ကိုယ့်ရဲ့ကိုယ်ထာနေကိုပြန်သွားတဲ့အခါမှာလမ်းမှာရောဟုတ်လားကိုရက်ဒေတာကိုပြန်ရောက်တဲ့အခါမှာရောစိတ်ထဲကနေဝမ်းမြောက်ဝမ်းသာစွာနဲ့တာလူခေါ်နေရမယ်တဲ့ပရစေတနာပေါ့ဗျာเนาะဒါကျွန်တော်တို့ရွှေရောပညာယူထားတဲ့ကျွန်တော်တို့ဆရာမတွေကတော့တချို့တွေတက်တဲ့သူလည်းရှိတယ်မတက်တဲ့သူလည်းရှိတယ်ပေါ့နော်ဒီဖရားရဲ့ရဟန်းတန်ဃာတွေဟောတဲ့ပါဠိစကားတွေကျွန်တော်တို့မတက်ပါဘူးဟုတ်လားတက်တဲ့ဆရာမတွေလည်းရှိခြင်းရှိပါလိမ့်မယ်ကျွန်တော်တို့တွေတော့အတန်းပညာတော့အနိုင်နိုင်သင်ထားကြတာဒါကတော့ဆရာကြီးဦးတန်းလည်းဩဝါဒပေးခဲ့မှုပါတယ်ကျွန်တော်တို့ပါဠိပတ်သားနဲ့ပတ်သက်လို့ကျွန်တော်တို့မတက်ပါဘူးအဲ့တော့အမားပါလို့ရှင်လည်းအားလုံးကိုတောင်းပန်ပါတယ်ဆရာတော်ကြီးများရဲ့တရားတော်တွေကဒီအကြောင်းအရာလေးတွေပါတယ်ပေါ့နော်အဖဆရာတော်ကြီးများရဲ့နှစ်ပတ်လဲပူဇော်ကြော်ဘွဲကရွှေညောပညာယူထားတဲ့သူတိုင်းရဲ့တာဝန်ရှိတာဖြစ်တယ်အဲ့တော့ရွှေညောတွေရဲ့အသက်သွေးကြောဆိုရင်လည်းမမဘူးဒါနှစ်တိုင်းနဲ့မြပြောလာခဲ့တာပဲဒီစကားတွေကတော့နှစ်ထပ်ရှိရင်တော့ပို့ပြီးတော့မှတ်မိတာပေါ့အဲ့ဒါရွှေညောပညာဆိုတာကတော့ပူဇော်ပွဲတွေလုပ်ရတဲ့ရည်ရွယ်ချက်ကမပြောက်ပြတ်တော့အောင်ရွှေညောပညာဂိုင်းတော်အကျိုးဒီဂိုင်းတော်ကြီးတည်တတ်နေရေးအတွက်ကိုဟတ်ဒီပူဇော်ပွဲကိုကျင်းပခြင်းဖြစ်တယ်။လာမိမိမှာဆိုလို့ရှိရင်လည်းတချို့ဆရာတွေဆိုရင်လည်းအိမ်မှာပွဲတစ်ပွဲပဲရှိတယ်။တချို့အိမ်မှာဆိုရင်လည်း3ပွဲ5ပွဲ9ပွဲအစပေါ့နော်ဆရာတွေကြောင်းနေကြောတော့မတူပါဘူးမိမိမှာပွဲတွေပူဇော်ခြင်းကြော်ခြင်းအကျိုးပြုထားကြတယ်ရှိတယ်။အဲ့တော့ဒီလိုပွဲစုံလမ်းစုံ14ပွဲပြင်ပြီးတော့ပူဇော်ပွဲကြော်ပွဲကိုလာရတဲ့အကျိုးကျေးဇူးဆရာမတို့ဘယ်အရာနဲ့မှမတူပါဘူးဟလာဆရာမတို့ရဲ့တနေ့တာကျမ်းမာရေးစီးပွားရေးလူမှုရေးတွေဘယ်အရာနဲ့မှမတူပါဘူးအဲ့ဒီတော့ကြောင့်မလို့ဒီပူဇော်ပွဲကိုနှစ်စဉ်နဲ့အများတက်စေခြင်းပါတယ်ဆရာမအားလုံးပဲဟလာအဖေဦးမြတ်ခင်ရဲ့ဩဝါဒပြောစကားပြောလို့ရှိပါတယ်ဘာလို့ဆိုတော့ရွှေညောဆိုတာတဲ့ဟလာရွှေညောဆိုတာတဲ့ဒီနေရာမှာပေါ့နော်ဒီပူဇော်ပွဲလုပ်တယ်ငါနောင်နှစ်မတက်လို့ဒီပူဇော်ပွဲကြီးဆုတ်ယုတ်သွားလိမ့်မယ်ဇုံနဲ့သွားမိတ်လိမ့်မယ်လို့တော့မထင်နဲ့တဲ့နောင်နှစ်အဲ့နေရာသွားကြည့်တဲ့နှစ်ဆဖြစ်နေလိမ့်မယ်ကွာတဲ့ဒါအဖေဦးမြတ်ခင်ရဲ့ဩဝါဒပါငါဒီပွဲကိုမလိုက်လို့ဟလာနောင်နှစ်မှလိုက်မယ်ဒီပူဇော်ပွဲငါတစ်နှစ်မလိုက်လို့ဘာမှမဖြစ်ဘူးလို့တော့စိတ်ထဲမှာမတွက်ပါနဲ့ငါဒီပွဲကိုမလာလို့လေဒီပွဲပြတ်သွားလိမ့်မယ်လို့လည်းမတွက်ပါနဲ့တစ်ချမ်းပြောင်းရင်နှစ်ချမ်းရောက်တဲ့ခိုင်းပါဒါကြောင့်မလို့မလာရင်မလာတဲ့သူတွေပဲအကျိုးဆုပ်ယုတ်သွားမှာဖြစ်တယ်ဒီပူဇော်ပွဲကိုဝင်ရောက်စင်နွယ်ပါဝင်ခွင့်မရတဲ့ဆရာမတွေရဲ့အကျိုးရောနေသွားမှာဆုပ်ယုတ်သွားမှာပဲရှိတယ်အဲ့ဒီလိုကြောင့်မလို့နှစ်စဉ်နဲ့အများဆရာမတို့စူးစမ်းပြီးတော့ဒီပူဇော်ပွဲကိုလာရောက်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဟလာမလာတဲ့ဆရာမတွေကတော့ဟလာဘယ်လိုကောမလဲရောက်တဲ့နေရာကနေပေါ့နော်အခုဒါစိတ်ထဲကနေမှန်းပြီးတော့နောက်နေ့တွေမှာအကြောင်းမျိုးနဲ့မလာနိုင်ဘူးဆိုလို့ရှိရင်လည်းဒီနေ့ဒီလိုအချိန်ခါမျိုးမှာစိတ်ထဲကနေကိုယ်အရာနဲ့အဖဝိဇ္ဇာတွေကိုပူဇော်ကြလို့ရတယ်အဲ့တော့ဒီပူဇော်ပွဲကိုတက်လာရင်တော့အကျိုးတွေရမယ်မလာလို့ရှိရင်တော့ကိုယ်အရာနဲ့ပဲမိမိရတယ်ပဲပူဇော်ခြင်းကြတော့ခြင်းအကျိုးပြုပါဒီလိုအချိန်ခါမျိုးမှာအဲ့တော့ငါမလာလို့လာဒီပွဲပြတ်သွားလိမ့်မယ်လို့စိတ်ထဲမှာလုံးဝမတွက်ပါနဲ့ကိုမလာလို့ကိုအကျိုးမရမှာပဲရှိတယ်ကိုလာရင်ကိုကျိုးရမယ်အဲ့ဒါကြောင့်မလို့ဆရာမအားလုံးပဲဤပွဲကိုနှစ်စဉ်နဲ့များနောက်နေ့လာမဲ့နှစ်တိုင်းမှာလဲဟလာနှစ်စဉ်နဲ့များတက်ပေးပါနောက်စုဘူးတွေပေးထားတယ်ဆရာမတို့အားလုံးဟလာဥပ္ပစဉ်ဆရာကြီးတီးမှာစုဘူးတွေပေးထားတာရှိပါတယ်ဒိုင်းတော်စုဘူးပါကျွန်တော်တို့ဒီလိုစုဘူးတွေနဲ့ဟလာလောက်ရတဲ့ရည်ရွယ်ချက်ကဟတ်ဒီပူဇော်ဝဲဖြစ်မြောက်ရေးအတွက်ကိုအဲ့ဒီစုဘူးတွေပေးရခြင်းဖြစ်ပါတယ်မိမိဥပ္ပစဉ်ဆရာမတွေကနေစုဘူးမှာကတ်ထားတဲ့စာကိုလည်းအတိတ်ပဲကိုသိအောင်နားလည်အောင်ဖတ်စေခြင်းပါတယ်ဟလာဆရာမဝေဖန်နဲ့ဂိုင်းမဝေဖန်နဲ့ပညာညီကိုချင်းမကြော်လွားမစော်ကမနှိတ်ချနဲ့တဲ့ခန္ဒီတရားလက်ကင်ထားတဲ့နှစ်စဉ်ပူဇော်ပွဲဟလာဒီပွဲကိုဘယ်လိုကောင်းလဲနှစ်စဉ်ဒီပူဇော်ပွဲကိုအလေးထားဖို့လေးနက်နဲ့ဒီပူဇော်ပွဲကိုတက်စေချင်တာလေးလာနဲ့သူများလာလို့ပို့လာတဲ့အပျော်တပြောမှုတော့မဖြစ်စေချင်ပါဘူးအားလုံးဒီပူဇော်ပွဲကိုခံယူထားတဲ့ပညာကဘာလဲဆိုတာသိအောင်လာပညာညီကိုမောင်နှမတွေတယောက်နဲ့တယောက်စိတ်ထဲမှာအကန့်အသတ်ရှိတယ်ဆိုလို့ရှိရင်လည်းဖြေပါစိတ်ထဲမှာတော့အမျိုးကြီးတွေအမုန်းဖွဲတဲ့စိတ်တွေမထားပါနဲ့ဟုတ်လား
နောက်ဒီစုဘူးတွေပေးတဲ့ရည်ရွယ်ချက်ပေါ့နော်ဒီစုဘူးတွေနဲ့ကျွန်တော်တို့ဒီပူဇော်ပွဲကြီးကိုရဟန်းသံဃာတွေဆုံးဖြတ်တယ်ဒီလိုပွဲလမ်းသဘင်တွေပြင်းတယ်နောက်ဒီဟိုလားနည်းနည်းရက်ကလာတဲ့ဧည့်ပရိသတ်တွေကိုကျွေးမွေးအခမ်းနဲ့အဲ့ဒီဆရာမတို့ပေးထားတဲ့အဲ့ဒီစုဘူးငွေတွေနဲ့ပဲဆရာမတို့ပြန်ပြီးတော့ဒီလာတဲ့3ရက်4ရက်5ရက်ပေါ့အစားအစာရှိတယ်အချို့ကလည်းကြိုလာတဲ့9ရက်အချို့ကလည်း4ရက်အချို့ကလည်း3ရက်အဲ့ဒီလာတဲ့ရက်အတွင်းမှာဆရာမတို့ဒီမှာစားတော့တဲ့ကျွေးမွေးအခမ်းရေးဈေးတွေနဲ့ဒီစုဘူးတွေကငွေတွေနဲ့ပေါက်ပြီးတော့သုံးတာဖြစ်ပါတယ်ဟလာဒီပရိသတ်ပင်ဆိုတာကဒီစုဘူးငွေတွေမှာမပါပါဘူးအဲ့ဒီကြောင့်မလို့ဆရာမတို့ဟိုဒီစုဘူးပေးထားပြီးတော့ဗောနော်ပရိသတ်ပင်တက်ထပ်ပြီးကောက်ရသလားအဲ့လိုမျိုးလေးဗောနော်စိတ်ထဲမှာတချို့ပြေးကောင်းပေးနိုင်လိမ့်မယ်အဲ့ဒါမျိုးလေးတွေဗောနောက်လာမဲ့နှစ်တည်မှာလဲဟလာဆရာမတို့အားလုံးပဲနှစ်စဉ်နဲ့အမျှဒီပူဇော်ပွဲကိုစူးစမ်းပန်းစားနဲ့တက်ပြီးတော့ရွှေကျော်ပညာမှာဆရာကြီးဦးသန်းရဲ့ဩဝါဒတိုင်းမိုးထီအောင်တေကားထောင်ပြီးတော့ယရနာစိန်ကြောက်ဇေတောက်တို့ကစားနိုင်ကြပါစေလို့အားလုံးပဲနှုတ်ခွန်းဆက်တာပါတယ် ခန္ဓာစီစဉ်လေးရဖားဆိုင်ကူဆိုမှာအမိညာဆုံးမဩဝါဒပြကြပြီးတော့ရောမှာဒီမှာဘာသာ လို့ကျွန်တော်ရတယ်တိုင်းဒေသဒီဒီဒီဟာဆရာမအားလုံးနေလာပါနေရတော့ဒါတော့ဒီနေ့ပေါ်ရခံရတော့တကယ်လည်းမပါဘူးရေတော့ဆိုမရှိဘူးဘာသာမှမရှိတာမရှိတော့ဒီကထင်းနေမပါဘူးစားခဲ့ရတာပူတော်ပဲဒီနေ့ရမေးအခုလို့လဲဆိုတော့အခြေမချက်တာကျွန်တော်လည်းတဲ့တော့မရှိဘူးဒီကထင်းရင်ဖျားတယ်မရှိဘူးစားခဲ့ရလူငယ်အားလေးနဲ့စတဲ့လေးနဲ့တော့ကိုယ်နဲ့ချက်ကျွေးဘုန်းကြီးဆိုလည်းမနိုင်ဘူးအဲ့တော့ဒီနေ့ဆိုလို့ကျင်လာပါလေဆိုတော့တကယ်ပူဇော်ပွဲရဲ့မိတ်ပြတ်တာဒီနေ့ဒါပြည့်ရဲ့ဒီနေ့သာတော့များတဲ့ဟာယူဦးသားတို့ကကြတော့ရှင်ဝင်တဲ့ခဏလေးပါအချင်းကြောင်မှဆိုတော့မနေ့ကနေပါရတာလေရုံလုံးတော်ရဲ့အပြီးပြီးပွဲတွေအပြီးပြီးရုံနဲ့လည်းပါတော့မနေ့ကမလာကြဘူးဆရာကြီးပိုင်းလည်းမလာဘူးအားထားမှတော့ပေါ့ပြီကျွန်တော်တို့လည်းလောက်ကတကယ်ဆိုရင်ဒါဂျုံလုံးအပွဲအလိုက်ပါကြွဒီလိုပေါ့ဗျာသမင်းသားစားတော့ဖိတ်စာနဲ့ဖိတ်ပါအိမ်လာမဟုတ်ဘူးလားအဲ့ဒါတော့မနေ့ကဒီချိန်ကုန်မှာဆိုကျူပြီးတော့အဲ့ဒီချိန်မှာနောက်ကအစစ်လေးတွေမပိုင်နေရောစုပ်ကျုပ်ဆရာခဏခဏညလည်းငိုးနေတော့ကိုယ့်လက်ထဲမှာကိုယ်တပည့်လေးချမ်းသာကိုကျမ်းပါတော့ကိုတက်ထားတဲ့ဆမကိုတိမှတာလည်းပေးနိုင်တယ်ခဏခဏတော့ဒါကြောင့်ကိုတက်မဆိုင်လို့ပဲဒါဆရာကြီးဆိုတော့ကျန်တဲ့ဒါဒီလိုပူဇော်ပွဲမှာတကယ်တော့ဒီလိုစကားလုံးတွေသုံးလုံးလုံးကြီးဘာကြောင့်လို့အရေးကြီးတယ်ငါလည်းအောင်ရှင်းပြဆရာကြီးဒီပွဲဆိုတာဒီနေ့ကလည်းနောက်နေ့ဆက်လာပိုင်းကြီးတနစ်ကရဲ့စီဝိုင်းလူကျမ်းမာရေးအဆန်းစားရပေါင်းဖို့အဲ့ဒီကပွဲရမိမ့်မယ်အဲ့တော့လူသားတွေပြီးကျွန်တော်တို့ပုရုဇဉ်သူတော်စင်သူတော်ကောင်းတွေမဟုတ်ဘူးကျွန်တော်လည်းဆရာကြီးဆိုပြီးသူတော်ကောင်းမဟုတ်ဘူးဝင်ခိုင်းတယ်ကလျာဏနဲ့ပြောမယ်သူသားတွေဟုတ်ပြီအဲ့တော့အပြစ်ရှိတယ်ဒါကမထင်သလိုကြီးလို့မကြီးလို့တို့ဆိုလေပြုမှုလေမရှိဘူးလားသူစတော့အုံမတော့ဘုံယူကြည့်လေအဲ့ဒီအတွက်တောင်းပန်တာဘာကမတောင်းပန်လိုက်ဘူးလားအဲ့ပေါ်ရအပြီးရုံလို့ရအဲ့အချိန်မှာဘောင်းဆောင်ဆုံးဆုံးနေနောက်နေ့ဆိုထားပါစုပ်ကျုပ်ပြင်ထားတာတာဝန်ရှိပါအစင်းလေးမလားတော့ပြောပါတကယ်နေဖောက်ဝင်းဆိုင်ကိုပြစ်ပြီးတော့အချိန်ကုန်မှာဆိုလို့ဒီနေ့တော့တနားရီတော့ကြာတပားစီပြစ်အဲ့ဒါမလားဘူးဆရာကြီးဆရာကြီးဆိုရင်ဆရာကြီးရဲ့လျော်ကြီးနဲ့စိတ်ဓာတ်ထားပါနော်ရွှေကြောမှာပြတ်ပလိုက်ဆရာမဆရာခံတယ်ပါပဲအခုဘာလို့လဲအဲ့တော့ဒီအချိန်လေးပုံမဆိုးဟုတ်ပြီလားအားကြောင့်ရှင်ဝင်နေမရလို့အကြားကြီးရဲ့ဒီပေါ်မင်းပဲအဲ့ဒါမှတက်ရောက်လာဦးတဲ့လေးရွှေကြောမှာလူချမ်းတာတယောက်မှမရှိဘူးကျွန်တော်တို့ဒီပေါင်း30ဒီပါရှိပါဝိတ်တစ်ထက်ပို့လက်လုံးလက်စားရတယ်95ရာခိုင်နှုန်းကလူစင်းရဲ့ချမ်းသာတဲ့900ရာခိုင်နှုန်းပါဘုံဘဝအခြေအနေဝိတ်တစ်ထက်ပို့တဲ့ခုကနေကိုယ်နဲ့အိမ်နဲ့ရွှေနဲ့ငွေနဲ့ဖြစ်လာအဲ့ပူဇော်ပွဲကြောင့်တော့ရွှေရောအခုတော့အရင်တော့မရှိဘူးဘာကလေးမှလည်းဒီလိုလဲဝတ်သားတယ်တွေ့တယ်ခရမ်းကြီးငပိကျက်နဲ့မှန်အောင်ဟင်းညုံနဲ့တက်ကြက်ပဲကျွေးတာအထူးနဲ့တနေ့တော့အထူးရှင်းကျွေးတာအဲ့လိုတက်ခဲရင်မဖြစ်တာဘာဖြစ်လို့အဲ့လို
ရှုနိုင်တာလေအခုလုပ်နေတယ်ဆရာလုပ်တဲ့လူကလည်းမှန်တယ်တပည့်လုပ်တဲ့လူကလည်းခံတာမှန်တယ်လက်ဝါးနှစ်ဖက်ရိုက်ပါအတန်ကြီးဟာရွှေရောအဲ့လိုမှန်မှန်ကန်ကန်လုပ်ခဲ့အခုလိုအစင်ပြေလာတော့ဖတ်လို့လူနိုင်တာအစင်မပြေလာရင်လူမလားစီလင်နာတော့ရှိတာပတ်စံမရှိအဲ့ဒါခုနပြောတဲ့ဆရာပြောတဲ့စူဘူးမရှိလို့မလူလို့မရှိဒါဖျားဟောပဲဝဲတည်နေတာဒါနဆင်းရဲအဲ့အတွက်နှိုးတော်ပြရဒိဋ္ဌံပါတယ်ထွက်လာအဲ့ဒါကြောင့်ဘလူးကအမှုခံလို့ရှိဘူးအခုတဖြည်းဖြည်းဆရာကြီးဦးကလည်း29နှစ်စာတော့ဆရာကြီးကြီးရှင်ဆရာကြီးကဆရာမတော်တန်းစင်ပြီးဆရာကြီးနေစင်းရဲတော့တော့တော့ဟိုအေးလေးနဲ့ကတ်တယ်တော့ကအကျွေးပေါင်းတောင်း6တော့ဘုလိုပဲပြီးအကျွေးကြီးပဲဘာဖြစ်လို့လုပ်တာလဲအကျွေးတဲ့တပည့်တွေရှားစီခြင်းနဲ့ဟဲ့တော့ဆမားအပြစ်တွေရှိခြင်းနဲ့ပြီးရင်ဝင်တဲ့အမှန်ရှိနေပြီဘုံကြတော့တောင်းပြီးအပြစ်ကြလုပ်နေတော့မသိတော့ဟုတ်ပြီလားအဲ့အတွက်ဒီကြည့်ပွဲမင်းနေအဲ့ဒါတွေဘုမတောင်းနေရှိတယ်ဆိုတော့ဟုတ်လားဆရာကျော်ဒီကအမှားပဲကပြောတော့ဘောင်းတော်ဆုံးသူတောင်းလို့ရှိပါတယ်တောင်းလို့ရှိပါတယ်ကိုယ်တပည့်သားသမီးတွေကိုတက်ထားတဲ့ဓာတ်အခွင့်အရေးနဲ့ချွေရုံခွဲမှာမတက်တဲ့လူလောက်ကြီးခင်တယ်ဆိုမှတိုက်ပါဒါဆရာကြီးကချတာတိုက်ပါကိုသားသမီးရေးမလာတော့တိုက်ဘူးတက်တဲ့လူပဲရပါတယ်ဒီလိုဆိုတာမရှိတဲ့ကြားရမယ်အဲ့ဒီလိုလုပ်တာခင်ဗျားတို့ကျွန်တော်တို့အစင်းနဲ့မပြေလာဘူးလားတက်လှူလာကြည့်လိုက်အစင်းပြေလာလို့လုပ်တယ်ဒီနေ့ပွဲရမင်းနေဒီနေ့ပွဲမှာလားမှာအချိန်မရဘူးဟိုဒီမှာကထိန်မပါဘူးဘာမှတော့ချက်ချုံတကယ်တော့လာပြီးနေမှာပွဲလို့ပါသို့တော့လာပြီးနေမှာကျတော့ဘာလို့တော့လဲဦးလေးနဲ့လှည့်တော့အာဒီကနေကတရားဟောလုပ်နိုင်တော့အဲကြောင့်နေရအောင်လေတိတဲ့ဆရာတွေကဘာလို့တဲ့လဲဆိုအဖေဝိဇ္ဇာကိုချစ်တယ်ရွှေတော့တကယ်ချစ်တယ်ရွှေတော့ချမ်းသာပြုံးကြတယ်ရွှေတော့လေးစားနဲ့ယုံကြည်စိုးအောင်လေးစားဝိဇ္ဇာကိုလေးစားဘာလို့ဒီပွဲရတဲ့ယုံတော့ကြွလာသိဘူးလားဆရာကြီးဓာတ်တဲ့တော့ဆုတ်ကြုံတော့လာတဲ့ကြွပြီဒါအချိန်ချုပ်ရေတော့မရှိဘူးတကယ်ဒီတည်းရဲ့ဘယ်မှာတော့တကယ်ရက်ချင်လို့ဘာလို့လဲရေတော့ပြည်တယ်ပေါ့ထိနေရတာနော်ဒီပါစီတန်းပါစီအဲ့ဒါဆရာတွေနောက်နေ့ဒီလိုဖြစ်ပါစေ73ရက်နေ့ညတိုင်းနှစ်စင်နဲ့ဘာလို့မှာတော့ဝဲရပါပဲရုံလုံးနေပြည့်ပြီးတော့ကြွားရောက်တဲ့တုံးမနေ့ကလည်းသိချီဝဲနေပြီးပြီးကြွားဟုတ်လားအဲ့လိုကြွားနေပြီးပြီးကြွားလာပြီသူတော်ကောင်းနေကြွားပြီအဲ့ဒီလေးနာရောညဒီလာစိတ်တရားလေးနာမထိုင်နိုင်ဖျားလေးရှိဖို့မလုပ်တဲ့ဘူးလားမလုပ်တဲ့ဘူးလားတို့တဲ့တာပေါ့ဟုတ်လားအဓိကလုံးမှာဆိုခုနကပဲဖျားလေးရကျင်လားတုံးကဥထိတ်ထားတဲ့ဂိုင်းဖျားရှိဝိဇ္ဇာပဲကျွေးရောဝိဇ္ဇာတွေထုတ်သွားတာဖျားဟောတယ်ဖျားသားတော်ဖြစ်တဲ့တန်ဃာတော်ရှင်သူမြတ်ကြီးရဲ့ဩဝါဒအဆုံးမှာတရားတော်တက်နိုင်တဲ့တော့လိုက်လာတာများပါဠိမတတ်ပါဘူးနော်ကိစ္စတော့တက်တော့မှတ်တော့လည်းမလုပ်ရဘူးအင်တာခိုက်သာသနာပြုနေတာပါကိုကြီးပဲပြုလို့မရဘူးကျွေးရောမှာသူတော်စင်သူတော်ဟောနေရကိုကောင်းသားလို့ငါကောင်းသားလို့အများတက်တော့ကောင်းသားအဲ့ဒါသူတော်စင်ရဲ့စင်ဖျားရဲ့ဟန်ကဝိဇ္ဇာရဲ့ဆဲအဲ့ဒီကတော့ရွှေရောစုပ်လို့ရရက်ပြင်မယ်ရဲပေမဲ့သူယူရတယ်လို့ဟာတော့ရတယ်ဘူးမလို့ဘူးဆိုတာအေးလေးပဲနေကြီးဒီလိုမျိုးအုံပြချင်းဟာဒါတော့ဒီကြီးကြီးနဲ့ပါဟုတ်လားဒါပေမဲ့အဲ့လိုမလုပ်ပေးပြန်ရင်လေဒီလိုသိသိတွေရမှာဒီလိုသိသိတွေမရရင်အခုလိုအစမပြေဘူးဒီနဲ့ဝီနဲ့ကားတဲ့မဖြစ်ဘူးနော်ပြောပြီးသား95ရာခိုင်နှုန်းဒူမွဲနေကြီးပဲဒူမွဲရမနေတတိဖြစ်မှာအရွှေရောအချင်းပဲအဖဝိဇ္ဇာကြီးကချမ်းသာတယ်လို့မကူညီဘူးပြီးပါသားသမီး9ယောက်ရှိတယ်4ယောက်ကချမ်းသာဆင်းရဲတဲ့သားသမီးတော့မိဘမဟုတ်ဘူးလားဒီတိုင်းပဲကျောင်းမွေးလူတန်းစားတွေပူဇော်ပေးကြဘာဖြစ်လို့လဲအတိနဲ့လောက်မငယ်လို့တော့ပါဆိုရင်မင်္ဂလာဆောင်တော့ရက်တော့ဒါအကုသိုလ်လုပ်ကြည့်လေအလုပ်တင်တော့လုပ်နေတယ်လုပ်တင်တော့မလုပ်ဘူးအဲ့တော့ဘာဖြစ်လဲကံဒီမကောင်းတာလုပ်တော့ဆင်းရဲတာအဲ့အတွက်ခေါင်းပေါဆရာကြီးဘာလို့မရမရှိလို့မလူလို့မရှိတကယ်လုံးကရက်ဆိုင်ရောက်ဖဲဝိုင်းရောက်ပတ်စံကရွှေကျော်ဖြစ်လာတဲ့အချိန်မှာစူးတဲ့တကယ်လုံးက1000နဲ့အရင်ကုသိုလ်ဘက်ကိုမရောက်တဲ့ပတ်စံ1000ပြီးရွှေကျော်ဖြစ်လာပြီးစူဘူးယူလို့ဒါနကြောက်ဒါနကြရွှေကျော်ပညာပြီးဒီပြကိုဖာပြီးလို့ဥပ္ပခတ်တော်မရှိပါပြရုံလည်းမရှိပါအောင်လည်းမဟုတ်ပါကျွန်တော်လည်းဘာမှမသိပါလုံးရက်မှန်လို့ဝိဇ္ဇာဆုံးရှုံးအကြမ်းနဲ့လည်းပေါ့ခေကောင်းလည်းမသိဘာမှမသိဘူးပဋိသင်္ဃဘစိတ်လို့14ဘတ်တော့တော့ဒါတဘာဝစိတ်တဘာဝငြိမ်ငြိမ်ဟုတ်ပြီတိုးတော့ဘာဖြစ်လို့ဝိဇ္ဇာတွေပူတာလဲ
ကျင်းဝင်စီကံမှန်လို့ပူတာနော်ကျင်းဝင်စီကံမှန်လို့ဝိဇ္ဇာအိမ်မဲ့ပြီးတယ်အတန်ကြီးကြားရတယ်မြင်ရတယ်အဲ့ဒါတွေဖေကောင်းလေးကြီးပြီးကြားနေပေါ့လေဒီရင်ရောင်မပါဘူးဒီရင်လည်းပေါ့အဆောင်နှက်ဖွဲ့တန်လုံးတော့အဆောင်ကြီးဓာတ်ဖွဲ့တွေတန်လုံးတွေကိုစော်ကားတာသူတို့ကသူဆွမ်းပါတယ်ကျွန်တော်တို့စမမှာအကုန်လာပြီးသားနော်အင်းအိုင်လက်ဖွဲ့ခလက်တိတ်ကန်းအခါနီအင်းအိုင်လက်ဖွဲ့ခလက်ဌာနီဌာနအကုန်ပါပဲအဲ့ဒါစမရဲ့ဆွမ်းစမရဲ့ဆွမ်းအကုန်ပါပါတယ်ဒီနေ့တော့ပြီးပါရေရတော့မချင်ပါချင်ပြမယ်လို့ဘယ်ပြဘယ်ရဲ့ဘယ်လိုက်ဘယ်တော့မှဘာရဲဘယ်နဲ့ဘယ်ရဲ့ကိုမျက်နှာကိုရှုပ်နေတာရွှေတော့မှမရှိဘူးအကုန်ပေါက်လိုက်တယ်ကမဖတ်တာတဲ့ရဲ့ကစတဲ့လို့မရှိပါဘူးဘာလို့လဲကြည့်လိုက်လေအပူရေးဆဲတဲ့အဝင်ထွက်အဲ့ဒါကိကိတဲ့တဲ့စင်ကိုဂျူကြီးရှိကတော့မဆိုနေနေတော့တော့ငါရှိရှောက်မပါဘူးလားလူတွေကချွေးကြော်ရောကန်ကောင်းတာမကောင်းပါဘူးယောဂတန်တရားဆိုတာဘုရားရှင်ကိုပုတ်ကိုတော့မလို့စားနိုင်ဘူးချွေးကြော်ဆရာဆရာမတွေကဘာငါနဲ့ထူတာရှိပါလေကောင်းနိုင်လို့တယ်မကောင်းနိုင်လို့ရောပြုံးလားဝိနာရီကဏ္ဍတွေပေါ့ရသော်ဘုရားတော်45ပါမှာဝိကြီးတော်ဆက်ပါဆက်တော်ပါလေဘိုးရမှာဣတတဲ့အရှင်မဟောက်ကလန်ဘုရား900တက်လို့ပြိနေမှာပြုပါလေခင်ဗျားတို့ကျွန်တော်တို့ကဥတောင်သားတွေကျွန်တော်တို့မကြည့်ဘူးဒီဘဝမှာကျွန်တော်ကောင်းတာ30တိတိမကောင်းဘူးမကောင်းတာပုံလို့နော်လူကောင်းဖို့ပေါ့လူကောင်းဖို့ပေါ့ကိုကောင်းအောင်ထိမ့်သိမ်းစောက်ရှောက်နေကိုစိတ်ကိုပြုပြင်ရင်ကိုအောက်ကလူတွေကိုလည်းကိုစိတ်ကိုဖြစ်လာအောင်ဘောလုံးကောင်းပြီလားသူတော်ကောင်းတာပဲပေါ့မင်းစောက်ထိန်လို့အောက်ကလူတွေကိုရမ်းနေတယ်အဲ့ဒါသူတော်ကောင်းရဲ့စိတ်ဟုတ်လားအဲ့တော့အရေးကြီးပါတယ်တနေ့တာမှာကျွန်တော်တို့ခင်ဗျားတို့ကဥပ္ပဇင်ညာတော့ဆရာရှိဥပ္ပဇင်တော်ဘုရားတော်ဘုရားဟောတာအဲ့အတွက်မှန်ကန်တော့လဲကျွန်တော်တို့ဘောဆရာရလည်းကျင့်ဝတ်စီကမပေါ့မပေါ့တော့ဝိဇ္ဇာလည်းမလိုက်ပါဘူးဒီပါလိမ့်ဟုတ်လားဖောက်ပြီးချော်တော့ငေါ့ရင်တော့ဆရာကြီးလည်းမထားပါဘူးမပူပါနဲ့ချွေးရင်တော်မှာဖေးဦးကနေပေါ်ပါလာတယ်စီနီယာဂျူနီယာမရှိပါဘူးနော်ဆရာမရဲ့ဆရာတပည့်မရဲ့တပည့်အလက်ကြမှာဖုန်းကြည့်ရတယ်တော့ပါလက်ခင်လည်းကြောင်ပြီးဘူးလေဒီတိတိကဆရာမလည်းဖုန်းကြည့်တယ်ဒီဘောင်းတော့ဆရာကြီးရဲ့တီလာကောင်းတဲ့စိတ်ကြီးကောင်းတဲ့ကျင့်ဝတ်စည်းကမ်းသစ္စာရှိရင်ချက်ချင်းအကျိုးပေးပါလေအဲ့တော့ကြက်တည်းထားပါလူမျိုးအစ်လေးရသစ္စာပါအဲ့ဒီသစ္စာလေး၄ပါးပေးဆရာတို့ဆရာမတို့ခိုင်းတော့ဆရာတို့ပါဘူးသူတော်ဝဲလေးဒီကနာတာသမတ်တော့ပေါ့စမလေးလာယူတာဝန်ယူပါလုပ်ငန်းတိုင်းနဲ့စီးပွားရေးကိုကျမ်းမာရေးတာဝန်ယူတယ်စွတ်တော့ဆရာမရတော့ဒီလောက်အစ်လေးမရတော့ဟိုကသူများတို့ဘာလို့တော့ sharing လုပ်ရှယ်ရီပြန်ပို့ချတိုက်ရောက်သွားတော့လို့မရအပေါ်မှာလည်းကယ်ရီသေးချာယူပါခိပြီးတော့နည်းနည်းလိုက်ဆိုင်ပါဒီနည်းလိုလိုက်တာအပတ်တကုတ်ယူရဲတော့ဆရာကြီးနဲ့ဆရာမကြီးထွက်သွားတဲ့အချိန်မှာဥဆောင်ပြီးလုပ်တယ်ကျွန်တော်လည်းပေါ့ပါလဲကြကျွန်တော်ဓာတ်ပြီးရောက်အခုပါလေဟုတ်တယ်ဓာတ်ပြီးရောက်ဖို့များပါလေဟုတ်တယ်မလားအဲ့ဒါထည့်ပြောပါလိမ့်ဟုတ်တယ်လာခေါ်တယ်ဟောပါစေဒေါသနဲ့ဒီဝိုင်းဟောက်ရောက်တယ်လေသူပြောတာကဓာတ်ပြီးတာဝန်လာတော့တော်ပါပြီဘာလို့လဲဆိုတော့စူလာပတိဇေဒီရတယ်ရှိတယ်ဒီနေ့ဆိုတော့ဆန်ကောတော့မရောက်ဘူးဗျနောက်ကနန်းတော်ဝင်ဥယျာဉ်ဆိုတာရှိတယ်အမှန်တရားတော့တယ်ပြည်သူပြည်ရဲ့တာရတယ်ဟုတ်လားဟုတ်လားနောက်ပြီးတော့တစ်ဖက်ကိုဘယ်တော့လဲသိကြနော်ဆရာကလည်းဟုတ်လားတော့တစ်ဖက်ကို16နှစ်အရွယ်ကျန်ချိုးချိုးလေးနော်တစ်ဖက်900တော့ရတယ်ဆိုတော့တွားကျင်တယ်ဗျာတိုးတော့စောက်ကြည့်မကောင်းတော့ရောက်မှာလားရောက်ပါဘူးဖရာဟောရဒါနနဲ့တီလာနဲ့လက်တပုတ်နဲ့လောက်တာနဲ့လူပြည်နဲ့တောင်းနေတာပါအပေါ်လေးကိုတော့ပြောအဲ့ဒါတော့နည်းနည်းပါစာနာထည့်ရအဲ့တော့တန်တရားလမ်းကိုမျက်တောင်ဝင်တစ်ထုံကြည့်ပါဆရာနော်မျက်တောင်ဝင်တစ်ထုံကြည့်ပါနဲ့ဉာဏ်ပါတော့ဘဝလမ်းလျှောက်လျှောက်ဒီဘဝရှာနေတဲ့နေရာဒီဘဝရနေတဲ့နေရာထားရဒီနေ့မင်းမလည်းစံတော့ရာခုကထားရချမ်းသာလည်းထားရဒါပဲတဲ့ပေါ့တည်သွားရင်ခင်ဗျားတို့ကျုပ်တို့ကိုဆောင်ထိန်နေတဲ့ဌာနတီလာထူနေတဲ့ဒါတွေပဲပါသွားမှာချစ်လာပါလိဆိုတဲ့ကျွန်တော်ပြောပါလို့လားကဘာမှချောလုံးကျွန်တော်သိပါတယ်ဘူးနဲ့တော့တူသေးရဲ့ဟုတ်လို့လားလိုက်ပါလားကျွန်တော်တင်လိုက်ပါလားဘူးပဲဘူးပါမလိုက်ဘူးဟိုသူတင်ရောကျွန်တော်လိုက်ပါအဲ့တော့ချွေးရင်ရောမှာအထက်ကသိတာပါလဲဆိုတော့လက်စွာဖရားရဲ့တုတ်တန်ဝေဒီပြီးမှာဒီက3ပုံရဲ့အနှစ်ချုပ်ကတတ်တော်ဝါတူဒီယောဂတဲ့ဟုတ်လားလောကဓမ္မတော့ကြည့်ရှင်းပါဟုတ်လားလောကကောင်းတာလည်းခံရတယ်ဆိုးတာလည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အချင်းချုပ်တရားတော်တုတ်တန်ပြီးပါ
ကျွန်တော်တို့ထားတယ်ကောင်းလာလေးကြတော့ဆန်တယ်မကောင်းလာလေးကကိုယ့်ကိုတတ်သေးတယ်စိတ်ဆင်းရဲအဲ့ဒါစိတ်တက်ဖြည်းဖြည်းကြီးကြီးတော့ဒီလေးရှင်းချက်တော့ဒီတက်စင်းကြီးတော့အတက်ကြီးကခိုင်းပါလားတီးရေးပေါ့ဒီပတနာပြင်းပြင်းထန်ထန်ကျင်းမှာလူကတီးရတာလူတိုင်းတီးရပေါ့အဲ့လိုလေကိုယ့်ကိုချစ်ဆုံးလေအတက်ကမှပေးမှန်လက်ချစ်တော့ကရင်ကိုယ့်ကိုချစ်ဆုံးကိုယ့်ကိုတကယ်ချစ်တယ်ဆိုရင်ရွှေကြောအခုငယ်ငယ်လေးကအားရဖို့ပေါ့နှစ်ပါးတီလာမလုံးဘူးလားတီလာတော့ဒါနတွေစုဘူးလေအထင်တွေမလုံးဘူးလားဒါနနဲ့တီလာလုပ်ပြီးတော့ဘုရားပါဟောအဲ့တကူလောက်တာနဲ့ဘူးပုံနဲ့လက်ဘုံတောင်းတွေကခြေတန်းတန်းလေးနော်ဘုရားမရှိဘူးဒီစိတ်ကပတ်တနာမချင်ဘူးအဲ့ဒီအတွက်အဲ့လိုချစ်နေတဲ့အိုက်ဆမတွေခေတာဒီကချစ်တရားတွေကိုကောင်းတယ်အာသာတရားကိုလေးစားတဲ့ဒီတိဆရာဆရာမဆိုအဖဝိဇ္ဇာကြီးများနဲ့တရားလေးနည်းနည်းကြီးတွေကအမေကဒိရိမဲတော့ဒီလိုမျိုးပါဘယ်မှာလဲအញ្ញမ်းတက်တယ်ဘုလိုကောင်းမှုလေးလူကချုပ်ဖတ်တဲ့စေနာမဟာသမယတော့ဘူးလားဓာတိလေးပါဆုံးကတာလို့အာပဋ္ဌာန်းရုပ်တာသူတော်ကောင်းနေတယ်အဲ့လိုလုံးလို့ရှိပို့ချိုးပေးပါဟုတ်လားကျွန်တော်တို့ကအဲ့လိုတွေမလုံးလို့လုံးအောင်ကျွန်တော်ကလည်းလိုက်တိုက်တုံးတာပြောဖျားလေးချိုးကြဒီလေးစိတ်ကလူကြတန်းကြလူလားတော့တော်မှာဆင်းရဲတဲ့အကြောင်းကက်စီနာနဲ့တရားမရှိဘူးတရားမချုံကြည့်ဘူးဒါနမရှိလို့မလို့ဘယ်လိုမရှိဒီတန်တရားဝဲခဲ့ရမှာဒီကြားထဲမှာမိစ္ဆာမမြင်နိုင်တဲ့အနှောက်လေးဆင်းရဲတဲ့မှာဟောမကောင်းတဲ့ဘက်မှာမဖြစ်မှုရော်လေဒီတရားကိုတိုင်းစိတ်လားဒီတဲ့တရားကိုဒီတဲ့ထိုးပါဒီတရားကိုထိုင်လို့ရတယ်အဲ့ဒီမကောင်းတဲ့စိတ်ကိုတဖြည်းဖြည်းတော်လာချက်ချင်းတော့များကျွန်တော်တို့ဘုန်းကြီးတွေမဟုတ်သီလရှင်တွေချက်ချင်းလေးပဲရောက်အောင်တော့ကျွန်တော်မပို့နိုင်ဖြည်းဖြည်းချင်းနောက်ဆုံးဒီဘဝဒီချိန်သိရင်တော့ဒါနာလေးနဲ့သီလလေးနဲ့သိတော့တုပ္ပတိဘုံလေးတော့အနည်းဆုံးမလားဟုတ်လားအဲ့ဒါချောင်းတိုက်တော့တာရိုးစော်တာစုမှုတွေပေးရတာခုနကတော့ဘာ300ကျော်လို့စောတဲ့နာကလေးကကပ်ပြီးပါပြီအခုလာတဲ့တပည့်သားသမီးတို့3-4ရက်တစ်လကြိုပြီးကျွေးရပါတယ်နော်ဝမ်းသာပါတယ်ကျွေးပါကိုပတ်စံလေးပါကျွန်တော်တို့ကဘာလို့ပြရခေါင်းဆောင်ဥဆောင်ပြီးပတ်စံလေးကြိုင်ကျွေးပါပြီလားကိုတော်ကအကျွေးတယ်ဆရာကြီးအဲ့ဒါစီးနာလေကိုမနဲ့ကိုမိသားစုနဲ့ကိုဆိုရင်ဒီလိုအလုပ်ဒီမှာအဲ့ဒါဆိုရင်လည်းကျွန်တော်လမ်းနေအဲ့တော့ဆရာပေါက်စားရင်ဆရာကြီးဖြစ်တယ်လူတွေကျွန်တော်တို့မရှိတဲ့နောက်ပိုင်းမှာခင်ဗျားတို့လောက်အောင်တောင်းတယ်ကိုယ်နဲ့ကြောက်မှာလို့စေနာပါပါနဲ့တက်အောင်သိအောင်တင်ပါရှင်ကျော်ပညာရမှာခိုင်းတော်ကျိုးဘိုးတော်နဲ့ဟောပါလားတိတိကျကျစီရင်မှာလားဘုချမှန်စွာဖြစ်တဲ့နော်တော်ထိုးတောင်ထိုးဘဲထိုးညာထိုးအကုန်ရည်စင်းချိုးရတယ်ကိုစိတ်မကြည်သလိုမလုပ်ပါအခုပဲတောင်းမှန်ကြတော့ကိုယ်ဝဲပြီးတော့ဆရာပြန်စော်ကဘာထူးလို့တကယ်လို့ကြည်လာခုနကြည်တော့ဘုန်းကြီးတိတ်ဆဲလို့ဟုတ်ကဲ့အဲ့တော့တတိထားလူသားတွေမှာကိုယ်လည်းဘယ်တော့မှအတူမတူနိုင်ပါဘူးအခြေခံဘဝတွေလည်းမတူပါဘူးဘယ်တော့မှအယူဝါဒလည်းမတူပါဘူးတူကြရင်လည်းကဘာကြီးငင်းတယ်အဲ့ဒီအတွက်ဂယ်ရန်ကြီးပါတော်ရရတူနဲ့တူစူပေါင်းလုပ်တဲ့ပွဲပါဘာဖြစ်လို့လဲရည်စက်ရှိတယ်ကျွန်တော်တို့မတော်ဘူးတဲ့လူရှိတယ်အသေးဘူးတဲ့နေရာမရှိပါဘူးတစ်ချိန်တော့ခင်ဗျားတို့လည်းကျွန်တော်ဆရာတစ်ချိန်တော့ခင်ဗျားတို့ကကျွန်တော်အမေကျွန်တော်တို့ကလည်းအမေဖြစ်ဖြစ်တယ်ဒီလိုယူတဲ့တရားကြီးမှာကြည့်တော့တရားဟောတဲ့ဘုရားဟောအားသိတဲ့သော2000တစ်ချိန်ချင်းစုပွင့်တာကျွတ်လာခံလို့တော့မိုင်လုံးကြီးတဲ့တန်နေရတယ်အဲ့တော့ကျွန်တော်မြောက်များတဲ့ဘဝကြီးမှာကျွတ်လို့ဟုတ်တာတွေမလုပ်တဲ့ဘူးဟုတ်ကဲ့အဲ့ဒီဒီဘဝစပြီးကျွန်တော်ဘာလုပ်ပြီးလဲဒီဘဝရဲ့ဒီနိုင်ဒီဘဝမှာဘာလုပ်ပါလဲကောင်းကောင်းကိုတတ်နိုင်ဆုံးနာဆရာတို့ရတော့တိခံနေဆိုတော့ပေါ့တိခံတဲ့ပါရမီ7ပါးမှာကျင့်ရခဲ့ဆုံးမှာတိခံနေဒါပေမဲ့ခံနေပါရမီကထုံးစံနေတာကိုယ်မလုပ်ဘူးများခံနေပါရမီကကိုယ်မလုပ်လို့များပါကျန်တဲ့9ပါးကိုမလုပ်လို့ရတိလကောမဆောက်ရဒါနကောမလုပ်လို့ရခံနေကြတော့သူများပြီးမှရတယ်တော့တိတ်ကြီးမခံနိုင်ဘူးသူများပြီးမှရမယ်အောင်ကျေးဇူးတင်ရမှာဟိုလာဆဲတာအဲ့ဒါလာပြီးနေတာဘာသူပြီးမှကိုခံနေပါလို့ရအောင်အဲ့တော့တိတ်ကြီးခံကိုချက်ဆဲလို့ကိုအတင်းညာနာတုတ်တယ်ကိုရဲ့ပါတီဖြစ်လို့တော့ထားရွှေလုံးမှာတိခံနေချအပေါ်ရောက်ပြီးဒီတိုက်ဟုတ်ပြီအဲ့တော့ဂရိထားပါမတိသေးတိအောင်လို့ဆရာကြီးကိုဟိုတိုင်းဟောပါတာနဲ့ညပြောပြီးပြီ
င်းတို့ဆုံးလို့မင်းတို့ကိုယ်တိုင်ဘူးဒီခန်းဒီဆိုရင်နောက်ကတော့လေဘူးဒီခန်းဒီဖြစ်သွားပြီထင်တိုင်းကျဲလို့မရဘူးထင်တယ်လို့မလုပ်ပါနဲ့ကျင်းဝရဲ့စီကံသစ္စာအဲ့လိုတော့ပါဆရာကြီးတောင်းနေသွားတာတောင်းနေသွားတာအဲ့တော့ဖောက်မယ်လို့တတ်မှတ်မယ်လို့ကြိုးစားပါဘုရားနဲ့ဘုရားဆရာကြီးဟုတ်ပြတောင်းရှိပါဘုရားသားကြီးကိုရှင်ဝင်တာတနာမှာကျင်တာဘုရားကိုတဲ့ရကိုတဲ့ကြောင့်ဆက်သွားကြည့်ပါရအောင်ပတ်စံထောက်လိုက်ခိုင်းမိမိတက်ကြွတက်ကြောင့်ထားတဲ့စမပညာရည်ဘာလို့အချိုးပြပါအဲ့လိုအချိုးပြတာပြလို့အခုလိုချမ်းသာလို့အခုလိုလုပ်နေတာမဟုတ်ဘူးလားဘုံလုံးမဟိုက်ကနေလေဒီ29လောက်စားကျွန်တော်နံပါတ်7ကြီးတော့ကျွန်တော်ရှိလို့လေကျွန်တော်လည်းကကထဲလေးပြီးဘာရှိဘူးလည်းမငန်းတန်းနဲ့မနေစားဘူးတော့စူလေးတော့မရဘူးစူရတဲ့ခါမှာဘယ်လောက်ရ3 4 500အဲ့ဒါလေးစူဘောင်းတော့ဆရာအကျွေးတင်ဆရာကြီးအကျွေးတွေဟုတ်တယ်အဲ့လိုဒုက္ခခံပြီးအများကြီးပါစေဆိုပြီးအဲ့လိုစိတ်ရှိရသူ့ဘောကောင်းဆရာကြီးလမ်းမျိုးပြတာလေကျွန်တော်တို့ပုံနဲ့လမ်းခင်းပြီးအဲ့ဒါလေးကိုပါဆရာတို့ကျွန်တော်တို့လက်ထက်ကြပါရှောရှောချူပြီးမဆောင်ချင်ဘူးဆိုရင်တော့ဒါဆရာကျော်ကြီးကပြောတယ်လို့ပဲလိုက်ပုတ်ပြီးတရားပါတန်းကတော့မှလေးပဲဒီဦးတော်ဘွဲရရွှေတော်တက်တွေးတော့ပါလေတဲ့ပါမယ်တိုက်ရပါဟုတ်အရေးကြီးပါအဲ့ဒါကဘုရားတို့အောင်းအောင်ဆရာကြီးအရင်ကလမ်းကြီးပါဒီကဒီဆိုင်စက်ဒီကအကုန်မလို့ပါမလို့နဲ့ပုံလေလို့ယူယူသားသားသွားပါတက်ချင်မတော်ရင်ဒီပါအဖဝိဆိုင်တဲ့ကယူသားတော့ကြိုက်ယူသားသားမရှိသိကလေးဘုရားဘီကုန်းကဲအားတင်ရောက်လာယူသားတော့ကြိုက်တယ်ယူသားမဆန်းကြပါဆန်းကြသွားရင်တော့ဘယ်ဘက်ကခိုင်းတာလဲလက်ချက်ပူရင်တော့အားရတော့ယူလိုက်ပြီပါလေအဲ့တော့ဟုတ်ပါဘုရားကိုတင်ပါတင်ရင်တော့ဟုတ်ပါဘူးဘာသာပါဘူးညစာစိတ်မရှိဘာလို့တင်ရမိုးလေးဒီရမိုးတော့ဒီအချိန်လေးလာကြခင်ဗျားတို့ဘယ်တော့မှမလာဘူးခင်ဗျာဝင်းငါစားဂျိုးမှာကျုပ်ဖမ်းတော့မမီဘူးဟာတွားကြိုက်ပါလေကွာသူ့တော့ခင်ဗျားတို့တော့မှချုပ်စပါရင်ဟာစိုက်တန်တော့ဒီ3ရက်လေးမှာလက်လာလာတော့လေကလေးရိုက်ကြည့်ဒီဆွေးနွေးလည်းရှိတိုက်လည်းရှိပြောင်းပြောင်းဘုံနဲ့စမားလည်းမရှိဆရာနာကလည်းမရှိအဲ့တော့မတိတော့လုပ်ချင်လို့မတိဘူးလို့ဝင်ခံလုပ်ချင်တာရှောက်လို့လုပ်ချင်တာရှောက်လို့ရင်တော့ဖြစ်ချင်တာဖြစ်သွားလိမ့်မယ်နော်ဝိဇ္ဇာပညာတတိထားပါနော် experience ရအောင်ချုပ်နေစေသဘောပေါက်နော်သဘောပေါက်ရင်းမိတော့ပါဟာချွေးတော့စီနီယာညာဟာစီနီယာကတော့တာအစ်တက်လာတယ်ဆရာဆံမရောအားနာကျွန်တော်တို့မှလည်းခုနကလိုဆုံးမဩဝါဒဆိုတာချီးကျူးနေတာမဟုတ်ပါဘူးအပြစ်ပြပြီးဆုံးမကျွန်တော်တာအပြစ်ပြဆုံးမတော့ရှင်လို့ပြတာဘုရားပဲပြောတယ်သူတွေကြိုက်လက်စွာဘုရားတော့အပြစ်ပြပြီးဆုံးမတာကိုရှင်လို့ပြတယ်လို့ပြောတယ်ဒါပေမဲ့ကြိုက်ဘူးသူအပြစ်ပြောလိုက်ဘာလို့ပါလဲအနာပေါ်ထုတ်ကြတတိရှိပါအပြစ်နဲ့သူတွေကျွန်တော်လူကောင်းတွေဟုတ်မားနေတော့ပြင်းတယ်ရွဲ့နေတော့တဲ့မကောင်းလားအမားမကင်းလားမကင်းဘူးလားရှိပါဘာကြောင့်ဟုတ်တယ်ငါဝေခံအဲ့ဒါသူ့တော့ကောင်းတောင်းတယ်မှာသိအောင်လုပ်ဆရာစုပ်ချုပ်တယ်ဒါပေမဲ့ရွေချက်ရှိကောင်းမှုချမ်းသာရောက်အဲ့ဆရာရဲ့ထဲမှာရှိအဲ့ဒါကြောင့်လည်းဘုရားဆက်ဆောင်ရတယ်ပေါ့အာစီယာတို့ဝေဝေနေတာပါအဲ့တော့အားလည်းတော့ကိုရေးကိုတာလေသူများအကျိုးဆောင်မှာပြောပြီးသားနော်ဘုရားယေရနာဘုရားယေရနာတရားယေရနာတန်ခါယေရနာယေရနာမြတ်သုံးပါးကိုကိုွယ်တဲ့ပညာဖြစ်တဲ့အတွက်သိကြတယ်သူများအကျိုးဆောင်မှာကိုကျိုးအောင်လေးနဲ့ဆုံးလို့ပြီးမှတိခံပြီးမှဖွင့်လို့ပြီးမှနားမယ်ပြီးမှဆုံးလို့ရဲမှကြောက်မှာအယူကြီးပဲလူကျင်တဲ့ဆရာမရှော့ပါဘူးအပေးရရှုပါပဲအဲ့တော့များပြီးဆက်တယ်ကိုများမလို့ကျင်လေအိဆာကပဲသူတိုက်တာကြတဲ့လူလူလားဒီဖြစ်တာပါဝိဇ္ဇာရဲ့တောက်လျှောက်တိကပါလမ်းနဲ့ကမ်းနဲ့ချက်မတန်အောင်ကောင်းတဲ့ပြင်တာဒီပါလေးကိုကိုသိတာအဖဝိဇ္ဇာရဲ့တကယ်သူ့ကိုတော့တောက်လျှောက်တိုက်တိကရောက်စီခြင်းအဲ့စစ်ရောက်စီခြင်းပါလေဆရာကြီးကိုလုပ်ခဲ့တဲ့လုပ်တဲ့တန်ဖိုးတော့အစစ်တစ်ခုရောက်တဲ့ကြာသွားတော့ဒါပါလေဆရာကြီးပြောတယ်အဲ့ဒါတော့လေသူကိုမရှိလို့ဒီနေရာရောမချင်တဲ့ကိုပဲမရပါဘူး
ချမ်းပြောင်းနေချမ်းတယ်ဟုတ်လားအဲ့တော့ခုနကရတဲ့မာလေးခဲ့တယ်ဟုတ်ကကျင်းဝင်စီကံကိုထောက်လိုက်တာဆိုင်ကနေတော့ဒါနဲ့ဝိဇ္ဇာချိုးခိုင်းတယ်တောင်းပါစီဝိဇ္ဇာကြီးချိုးခိုင်းတယ်ကျုံလုံးကြီးပြတယ်အများကြီးပွဲကြီးပြတယ်အိမ်ကနေပြီးတယ်အဲ့ဒါရွှေရောလမ်းမှန်တယ်လမ်းမှန်လို့ပြတယ်အနေနဲ့ဖြစ်တော့လည်းငါသမီးလို့ဘိုးရလည်းဟုတ်ဟာတို့ဒီစိတ်ဘယ်ဟောလဲအိုးကြီးရေထွက်သွားတယ်ပြနေပြီအဲ့ဒါလမ်းမှန်တယ်ကျုံဝင်စီကံသစ္စာတရားလက်ခံထားရွှေတောင်းပြီးကျွန်တော်တို့ကြုံတတ်တော့ပါတယ်တော်မှာလည်းချမ်းသာတယ်ဘယ်တော်မှာဆင်းတာသို့တော့ဘုရားရဲ့ကျိုးကိုကြည်လာမရပါဘူးဘုရှိတော်ပြရမှာအပြည့်အစိမ့်နဲ့စားစားတူးတဲ့ချမ်းသာသစ္စာရှိလမ်းနဲ့အဲ့လိုတော့စိစင်ရဲ့တေသွားတဲ့ရွှေရင်ကြောင်မရှိပါဘူးသို့တော့ဓာတ်ကြီးကိုပေးပြီးစောင့်နေလို့ရပါဘူးဒါအခုတော့ကောင်းမှုကိုဝေးအဲ့ဒါမှသိချင်တယ်ဟာတော့ပါလိမ့်သိချင်စရာလေးအသိချင်စရာပေါ့ဆရာတို့ပြရမယ်သိချင်အဲ့တော့ခရီးထားပါကိုယ်တပည့်လေးကိုသားသမီးလေးကိုယ့်ရဲ့သားသမီးရေးခဲ့တယ်ဘောထားမယ်ဆိုရင်ဆရာလည်းပေါ့တပည့်လည်းပေါ့ဆရာကြီးတန်ပြောတယ်လက်ဝါးတစ်ဖက်ဆရာတစ်ဖက်အချက်ကြီးရခဲ့အဲ့တော့ပါလေဆရာလည်းရဲ့လည်းတော့တပည့်အတိုင်းခံပြီးဆရာမရရင်မရပါဘူးကျွန်တော်ပြင်တာပါဆရာတစ်ဖက်မသိမချင်းဒီဝဲမရှိစီးပေါ်မရှိအသေးမချင်းဆရာတစ်ဖက်ဒီထက်တွဲပြီးအောင်းမှုပြီးဆရာလည်းကြည့်လို့မှတပည့်လည်းစီကလိုက်တော့အဲ့လိုအချက်ကြီးလည်းဒီကလည်းဒီနဲ့ထူသေးလားဒီကကြည့်အဲ့ဒါဘာဖြစ်လို့လဲခင်ဗျားတို့ကျွန်တော်တို့ဆရာပဲဖန်ချက်ကြီးသို့တော်လည်းပဲစွန်းတန်ချင်းထဲမှာတော့ကြက်ချီမရောဘူးစဘာလိုပဲအမော်ဖြစ်အလေးလို့ရှိဒုတိယမှာတရားလို့ကောင်းတယ်မကောင်းတယ်တော့ကောင်းတယ်ပြောရအောင်ပြေလို့ရအောင်ဆုံးမဟုတ်ပြီးခင်ဗျားတို့ကျွန်တော်နတ်ပြည်ရောက်လာရင်ခင်ဗျားတို့လည်းကိုယ်လည်းကြမှာဥတော်တောင်းနေခွေးရည်လဲနေတယ်လို့ဖြစ်ပါမယ်လေးလာပါတော့ဆရာကြီးအစစ်လက်စစ်နိုင်တယ်လို့ကျွန်တော်လည်းရောက်လာကျွန်တော်လည်းအပတ်တစ်ခုကျိုးသားပြီးယူခဲ့လို့ဒီလိုလုပ်နေတာဖြီးလျှော့ရိုက်တယ်လို့ပြောကိုလုံးလုံးနေဒါရီတော့အဲ့ဒါကြောင့်ကိုရေးဒီတစ်နှစ်မှာဒီတစ်ပွဲပဲရအောင်ဝဲနေပြင်းတယ်လမ်းနေပြင်းတယ်တူသလားဒါရီမိလာမှာဆရာစီသူတယောက်ပဲအာနာမင်းတွေပြောပါစုပ်ချုပ်ပြနေဆရာတကယ်လေးသားတယ်ဆရာကတက်ဒီမှာဆိုလို့မမေ့ရသေးဒီလားကြီးမောနာအခုဘယ်နှပွဲပြေလို့ဘယ်နှဖြီးတုံးကတော့ထားမိသိပါထားမယ်ဆက်တော့အဲ့တော့တော့ပါလေလားလေလားဟိုအရမတူတယ်ကိုကြီးတို့ဖြစ်ဒါရီတော့ဖြစ်ကြတဲ့ဆန်လို့ရင်တော့ထုံတောင်းဘယ်လိုညာထုံတိကြကြစီရင်မှတော့ဟုတ်ချမှန်ပါဖြစ်ပါအဲ့တော့ဆရာကြီးကျူးတော့ကိုဆရာကြီးဇဲတင်ထားတယ်ဆရာကြီးစိတ်နဲ့လျော်ကြီးတဲ့စိတ်ဓာတ်ကျင့်ဝတ်စီကံတစ္ဆာသူများနဲ့ဆောင်းချောင်းစုပြောက်စီချောင်းချင်းကိုယ်နဲ့ချောင်းစုပြောက်နေမှာရတယ်ဟိုချောင်းစုတော့တော်လို့ရပါဘူးအဲ့တော့ကိုယ်နဲ့ဒီကျက်လိုက်တာကိုယ်နဲ့ချတာဟာကိုယ်နဲ့ထဲပါတပည့်တွေနဲ့ထုံးကြည့်ကိုလိုနဲ့တပည့်တွေလက်ဆယ်ကပူတော်ဝဲချစ်နေတဲ့အဲ့လိုကျိုးသားမှရပါလိမ့်မယ်ကျွန်တော်တို့အုပ်စုအားနေပါအားနေဆက်လက်ဆက်တော့မဆိုင်စီညာကြီးတော့သူတို့လည်းမဆိုင်ဘူးအဲ့တော့အဲ့လိုအကုန်လုံးတိတ်စီကြမယ်ကိုယ်ချင်တော့ဒါဝေယဝိဆကုသိုလ်မသိဘူးလားဘယ်တော့မှမသိဘူးမလို့ဒီလေးစီးရတော့ကုသိုလ်ရတာဒီကိုပွဲလို့မှဒီလိုလားကုသိုလ်ပေါ့ဗျဒီတဲ့တိတ်စီရတော့ဘောင်းပြန်ရှိတော့အဲ့ဒါကြီးရှောင်းပဲငါသားလေးဖန်ကိုရတော့အဲ့ဒါကတ်သွားလိုက်ပဲဆိုတော့ဟောရမှာဟုတ်ပြီလားအဲ့တော့ကျိုးသားပါကိုရစားကိုယ်တည်းသားလို့ပြည့်ပြလိုက်ပါပါးနေပြလိုက်တက်တိရှိရှိလို့ရေးရေးကိုမားကတည်းနဲ့မရှိပါဘူး6ကင်းတဲလဲစေတော့မရှိပါဘူးမားနေတာကြောက်ရတော့နားလေဝိုင်းဝင်လောက်ကြတယ်ပွဲကြီးပါနော်တယောက်တည်းလဲဝိုင်းလို့အခုလိုချိတ်ချိတ်နဲ့ဖြစ်တာမဟုတ်ဘူးလားဒါနှစ်နှစ်ပဲရှိတယ်ရှိမှဆရာကြီးကဆရာမတော်တန်းစေတစ်ချိန်ကနေတော့ဒီတော့တဲ့ကိုချိန်နေဆရာကြီးတော့အမေတော်တန်းစေ40နဲ့40ကိုဆောက်တယ်သူတွေနောက်လိုက်တော့တော့လုတ်ခဲ့ကြိုက်သူနည်းနည်းကြီးကကြိုက်သူကျန်လို့ပေါ့ဒီကြိုက်သူနည်းနည်းကြီးကကျိုးလာဆရာကြီးဆရာမကြီးထွက်မကျိုးမလုပ်နိုင်ဘူးညာအော်လားဒီလေမင်းလာတယ်လို့ကိုတယောက်ပဲဆရာကြီးကဲလို့အဲ့ဒါပါနဲ့ကျက်ဒီ
တိုင်းတဲ့ဒီကတဲ့ဆိုင်ဒီလိုချစ်နောက်နေ့ဒီဟန်ကရှိဆိုင်မှာဒီနေ့ကြည့်ရအောင်နောက်နေ့ဒီဟန်ကရှိတုံးနေတယ်တော့ပါမယ်တာကကျူရဲဆိုတာတာပေါင်းတွေ့ရအောင်ဟုတ်ပြီလားအဲ့ဒါအခုလေးကကျူတာပါပါကြည့်တာကြောက်နော်လဲဝင်ကြည့်တာအခုလို့43နှစ်မြောက်အာဆီယံဘုံတော်ဘရောပဲလေစုပေါင်းမဟာဘုံတော်ပဲကိုအခက်ခဲမျိုးမျိုးဒုက္ခမျိုးမျိုးနော်လုပ်ငန်းတွေပြစ်ထားပြီးတော့တက်ရောက်လာကြတယ်ဒေသအသီးသီးနယ်မြေအသီးမှာရှိတာတပည့်သားသမီးဒီနှစ်အားလုံးကိုဒီနေ့မှစပြီးဘေးရကြောင်းကြဆင်းရဲခြင်းကိုစိတ်နဲ့ကျမ်းမှာချမ်းသာကြပါလေ။ကောင်းကျိုးလူရာဆန္ဒတွေတလုံးကပြည့်သွားပြီ။ချမ်းသာကြွယ်ဝဖရာတဲ့ကြောင်းဆောက်အာရဏပြုတ်နိုင်တဲ့အပူဇော်ခံစေပိုင်းအာနာပိုင်းဆရာကြီးတွေဆရာမကြီးတွေပြကြပါဗျာ။နောက်ဆုံးအနေနဲ့အရှိနေ900ဗုဒ္ဓသာသနာရှိတဲ့ဒီသူ3ကြိမ်ရွှေရဲ့အခမ်းအနားရှိခြင်းပြင်ပင်းကြောင်းရှိကြပါဗုဒ္ဓသာသနာရှိရတဲ့သူဗုဒ္ဓသာသနာရှိရတဲ့သူဗုဒ္ဓသာသနာရှိရတဲ့သူပါလက်ခုပ်တန်လေးနဲ့အားပေးလိုက်ပါဦးဆုတော်ကိုယ်တိုင်ဘုန်းတော်တစ်ဖက်လက်ခံနေတော့သိလား
အဖေအဆူတော်ဝေးတဲ့ တ